မန္တလေးနန်းတော်အောက်ကအရှင်လက်လက်မြုပ်နှံဟန်ဝိညာဉ်များသွေးနဲ့တီးခဲ့တဲ့နန်းမြို့ရိုးခင်ဗျားတို့မြင်နေရတဲ့ဒီခိုင်ခန့်စပါတဲ့မန္တလေးနန်းမြို့ရိုးကြီးဟာအုံနဲ့ကြောက်နဲ့ပဲတိဆောက်ထားတာမဟုတ်ပါဘူးဒီအုတ်ခဲတွေရဲ့ကြားမှာအပစ်မဲ့သူတွေရဲ့သွေးတွေအယိုးတွေနဲ့ကြောက်လန့်တကြားအော်ဟစ်ထန်နေအေးခဲနေပါတယ်ညင်းတဲ့တန်းကောင်မှာဂျုံဘေးကဖြတ်သွားကြည့်မယ်ဆိုရင်ခင်ဗျားနောက်ကနေတန်းချက်ကားဝစ်စုံဝက်ခြေတန်းကြီးတွေတက်ပါလာပါလိမ့်မယ်လှည့်ကြည့်လိုက်ရင်တော့ဘယ်သူမှမြင်ရမှာမဟုတ်ဘူးဒါဟာခင်ဗျားကိုဒီမျိုးရိုးတွေကနေဝိညာဉ်တစ်ခုကစိုက်ကြည့်နေတာပါထောင်ရှိလာ58ခုနှစ်မင်းတို့မင်းတရားကြီးရတနာဘုံနန်းမြို့တီးဖို့အတွက်ရှီအောင်ဘေဒန်ပညာရှင်တွေနဲ့ရတရာချီတဲ့အခါပုတ်ကိုတင်ချင်းဆိုတဲ့ကြောက်မဲ့ဖွယ်ရာဇဝတ်မှုကိုကျူးလွန်ခဲ့ကြပါတယ်မြို့တကား12ပေါက်တောင်ပလာသက်4ခုနန်းတော်အောက်တဲ့ထဲမှာလူပေါင်း52ယောက်ကိုအရှင်လက်လက်မြုပ်နှံခဲ့တယ်လို့ဆိုကြပါတယ်ကျင်းသေးကိုလူကိုအရှင်ထက်အပေါ်ကနေအယံမှကြောက်စာတိုင်ကြီးတွေနဲ့ဖိတက်လိုက်တဲ့အခါထွက်ပေါ်လာတဲ့နောက်ဆုံးအောက်ဖြစ်တဲ့မြို့ရိုးရဲ့အုတ်မြစ်ဖြစ်သွားခဲ့ပါတယ်သူတို့ဟာတေးရမာကိုတိတိကြီးနဲ့ကျိန်စာတိုက်ရင်ဝိညာဉ်ဘဝကိုကူးပြောင်းသွားခဲ့သူတွေပါမြို့ရိုးရဲ့အုတ်မြစ်ခိုင်ခံဖို့နဲ့ရန်သူမျိုးငါးပါးရန်ကနေကာကွယ်ဖို့အတွက်အပြစ်မဲ့တဲ့လူသားတွေကိုဝိညာဉ်စောင့်ရှောက်သူတွေအဖြစ်အတင်းအဓမ္မဖန်တီးခဲ့ကြတာပါအဆိုးရွားဆုံးကတော့ကိုဝင်းဆောင်မိခင်တွေကိုမြုပ်နှံတာပါပဲသူတို့စီကရတဲ့အစီကိုမြို့တကားတွေမှာတုတ်လင်းရင်ရန်သူတွေမကတ်နိုင်ဘူးလို့အယူရှိခဲ့ကြပါတယ်တွေးကြည့်ုံလဲတင်ကြောက်စရာကောင်းလာတဲ့ဒီလိုရဲ့ကြောင့်မန္တလေးနန်းမြို့ရိုးဟာကဘာမှာဝိညာဉ်အချောက်ဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ညဘက်ကျုံးပေးမှာကလီးချော့တေးတန်ခက်တဲ့ကြားရင်တော့တတိထားပါခင်ဗျားဟာဝိညာဉ်စောင့်ရှောက်သူတွေရဲ့နယ်မြေတွေကိုခြေစုံပစ်နင်းမိသွားပါပြီနန်းတွင်းမှာတာဝန်ကျတဲ့ကင်းဆောင်တွေဟာညဘက်မှာခေါင်းမပါခင်မြင်းစည်းစစ်တီးတွေကိုခဏခဏမြင်တွေ့ရတတ်ပါတယ်။ဒီခါကကင်းသမားတအုပ်ဟာညနေမှာမြင်းကွာတန်ကြားလို့လှည့်ကြည့်လိုက်တဲ့အခါသူ့အနားမှာကအရက်၈ပေလောက်ရှိတဲ့ရှေးကဝတ်စုံဝတ်စစ်တီးကြီးတအုပ်ကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီစစ်သားဟာကြောက်လန့်ပြီးတတိပြသွားခဲ့ပါတယ်။သူတို့ဟာဒီမျိုးရိုးကိုဘယ်သူမှမဝင်စေချင်တဲ့အလားခါခါတီးစောင့်ရှောက်နေကြတာ။အခုဆိုရင်မန္တလေးနန်းမြို့ရိုးအောင်မှာပြုံနှံခံထားရတဲ့ဝိညာဉ်တွေဟာနှစ်ပေါင်း160ကျော်သွားပါပြီ။ဒါပေမဲ့သူတို့ရဲ့ကျိန်စာညစ်နာကျင်မှုတွေကတော့မပြောက်ပဲသေးပါဘူး။နောက်တစ်ခါခင်ဗျားနန်းမြို့ရိုးတွေကဖြတ်သွားရင်မြို့ရိုးကိုလက်နဲ့မထိမိပါစေနဲ့ခင်ဗျားရဲ့လက်ချောင်းတွေကတဆင့်သူတို့ရဲ့အေးဆက်တဲ့နာကျင်မှုတွေကိုခံစားရပါလိမ့်မယ်ပြီးတော့ခင်ဗျားနောက်ကခြေထမ်းကိုလည်းလွှဲမကြည့်ပါနဲ့သူတို့ကခင်ဗျားကိုအဖေါ်ခေါ်ဖို့စောင့်နေတာချင်နိုင်ပါတယ်ဒီလိုကြောက်စရာကောင်းတဲ့လှည့်ရက်တွေကိုထပ်ကြည့်ဖို့ subscribe လုပ်ထားပါညဘက်မှာအိမ်တကားကိုတေချာပိတ်ထားဖို့မမိပါဘူးနော်မင်းရဲ့အိမ်တကားဝါကတယောက်ယောက်ကမင်းကိုအမြဲတမ်းစောင့်ကြည့်